သင်ခန်းစာအတွက်ပြင်ဆင်ရန်လိုအပ်တဲ့ပစ္စည်းတွေကတော့ကလေးတူးလျင်15စင်တီမီတာရှည်တဲ့ကျိုးနီတစ်ချောင်းစီ soft pen ကတ်ကြီးတိတ်2မီတာအကျယ်ရှိတဲ့စက္ကူဒါမှမဟုတ်ပိုစတာမျက်စိပိတ်စရာ2ခုနဲ့ကူညီမဲ့သူတို့လိုအပ်ပါတယ်2မီတာအကျယ်ရှိတဲ့စက္ကူကို1မီတာစီဖြတ်ပြီးယေရီခေါမြို့ရိုးပုံကိုဆရာကိုင်စာအုပ်ပါအတိုင်းဆွဲပါယေရီခေါမြို့ရိုးပုံ2ခုကိုအခန်းရဲ့နံရံမှာကတ်ထားပါကလေးများကိုနှစ်ဖွဲ့ခွဲပြီးယေရီခေါမြို့ရိုးဘက်မျက်နှာမူ၍ရက်စေပါအဲ့ဒီနောက်ကလေးများကိုတိတ်ကက်ရန်ပါပြီးသားကျိုးနီတစ်ချောင်းစီပေးပါတစ်ဖွဲ့စီမှတဦးစီကိုမျက်စိပိတ်စေပြီးနှစ်ဖွဲ့တစ်ပြိုင်နဲ့ရှင်ပြိုင်စေပါကစားသူ2ဦးကိုမျက်စိပိတ်ပြီးယေရီခေါမြို့ရိုးကတ်ထားတဲ့နေရာကိုဖြည်းဖြည်းလျှောက်လာစေပါအဲ့ဒီလိုလျှောက်ရမှာနံရံနဲ့မတိုက်မိစေဖို့လက်နဲ့ဆန်းသက်၍လာစေပြီးနံရံကိုထိတာနဲ့ယေရီခေါမြို့ရိုးမှာရခက်ဤပတင်းပေါက်တဲ့မှာကျိုးစားကိုကတ်ခိုင်းပါကျိုးနီစားကိုကတ်နိုင်ရင်အမှတ်အများဆုံးရမှာဖြစ်ပြီးအခြားနံရံမော်ကတ်မိပါကအမှတ်မရပါဘူးကူညီမဲ့သူဟာနံရံနားမှာနေပြီးကလေးငယ်များကိုကူညီရမှာဖြစ်ပြီးကျိုးများပြုတ်ကြပါကကူညီပေးရပါမယ်အဲ့ဒီနောက်မိမိတို့အလှည့်ပြီးပါကနေရာကိုပြန်သွားပြီးမိမိအဖွဲ့မှအခြားတဦးကိုမျက်စိပိတ်များလက်ဆင့်ကမ်း၍ကစားစီပါကလေးများအလုံးပါဝင်ကစားစီပြီးနောက်ဆုံးမှာဆရာကတဖွဲ့စီရဲ့အမှတ်များကိုစုပေါင်းပြီးအမှတ်အများဆုံးရရှိတဲ့အသင်းကနိုင်ရရှိမှာဖြစ်ပါတယ်